ဘန်ကိုလာစားချေဖို့မဆောင်နိုင်တော့ဘူးဆိုတဲ့ပန်တို့ကြတို့နီးပြအဖွဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport Crazy Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါချွေးတဲ့ကြီးရဲ့ဖလောင်ဝိုင်တန်ချန်ပီယံဟောင်းပန်တို့ကြတို့နီးပြအဖွဲ့ကတော့ဂျော်ရှွာဘန်ကိုလာစားချေဖို့အတွက်မဆောင်နိုင်တော့ဘူးဆိုပြီးအချက်ပြသတိပေးလာခဲ့ပြီးဖြစ်ပါတယ်ဖလောင်ဝိုင်တန်ချန်ပီယံဟောင်းပန်တို့ကြကတော့ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လ10ရက်နေ့ကဖလောင်ဝိုင်တန်ချန်ပီယံကပတ်လူပွဲမှာမိုရီနိုကိုနိုင်ရရှိပြီးချန်ပီယံတယောက်ဖြစ်လာခဲ့တာပါအဲ့ဒီချိန်ကစပြီးမနေ့က2025နေကုန်ပိုင်းအထိဖလောင်ဝိုင်တန်မှာပြန်မကင်းဘီရဲ့အဖြစ်ကြီးစိုးမင်းမှုနေတာလည်းဖြစ်ပါတယ်အဲ့ဒီနေ့အတွင်းမှာလည်းချန်ပီယံကပတ်ကို၄ချိန်အထိအမားရမရှိကာကွယ်ထားနိုင်ခဲ့တာပါဒါပေမဲ့2025ဒီဇင်ဘာ9ရက်နေ့မှာတော့ဂျော်ရှွာဘန်နဲ့ဖလောင်ဝိုင်တန်ချန်ပီယံကပတ်ကာဝယ်ပွဲမှာဘန်ကိုရှုံးနေပြီးချန်ပီယံကပတ်ပြုတ်ခဲ့တာဖြစ်ပါတယ်ဘန်ကိုရှုံးနေခဲ့တဲ့အဲ့ဒီရှုံးပွဲကလည်းဘန်တို့ကြအတွက်တော်လေးစိတ်ပြတ်စရာဖြစ်ခဲ့ပြီးခံပြေးစရာဖြစ်ခဲ့ပါတယ်ဘာလို့လဲဆိုရင်တော့ပွဲစားပိုင်းမှာပဲလော်ရင်ဆန်ကန်နဲ့ဂျော်ရှွာဘန်တွန်းထုတ်လိုက်တဲ့အချိန်မှာဘန်တို့ကြလဲကျသွားပြီးလက်စစ်လွယ်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မကြေပွဲမှာဘန်ကိုအမှန်ကန်ပြင်းဖို့အဲ့ဒီရှုံးပွဲပြီးမှတွေကဘန်တို့ကြအားခဲထားခဲ့တာပါဒါကြောင့်လက်မကောင်းတဲ့ဂျားတွေကလည်းဘန်တို့ကြလေးချင်းကန်တွေပြင်းထန်ဆင်းပြီးဘန်နဲ့မကြေပွဲအတွက်စိတ်အားထက်သန်နေတာပါဘန်တို့ကြရဲ့နီးပြဖွဲကလည်းဘန်ကိုလာစားချေဖို့နဲ့ပတ်သက်ပြီးအခုလိုပြောသွားခဲ့ပါတယ်အသေးစားလေးချင်းကန်တွေကိုတော့ဘန်တို့ကြစတင်လှုပ်ဆောင်နေပါပြီသူရဲ့ဒဏ်ရာဘယ်လောက်ထိပြင်းလဲဆိုတာလူတိုင်းမြင်ခဲ့ကြပါတယ်ဒါပေမဲ့ဘန်တို့ကြကအာယုံစူးစမ်းမှုကောင်းတဲ့သူပါအများဆုံးပြန်လဲသက်သာလာအောင်လဲစူးစမ်းနေပါတယ်ဘန်ကိုရှုံးချက်ဆက်ဖို့လည်းမဆောင်နိုင်တော့ပါဘူးအားလုံးပြန်ကောင်းသွားတာနဲ့ကျင်းနေလက်စားချင်းမှာပါဆိုပြီးပြောသွားခဲ့ပါတယ်ဒါပေမဲ့ဂျော်ရှွာဘန်ကတော့လာမယ့်ဧပြီ12ရက်နေ့မှာဂျပန်ဖိုက်တာတက်ဆူရိုတိုက်တာနဲ့ချန်ပီယံကဝယ်ရမှာလည်းဖြစ်ပါတယ်အဲဒီပွဲမှာဂျော်ရှွာဘန်နိုင်ရရှိခဲ့မဲ့ဆိုရင်တော့ဘန်ရိုဂျာနဲ့မကြေပွဲအဖြစ်ချန်ပီယံကဝယ်ရမှာလည်းတေချာတော့ပဲဖြစ်ပါတယ်ဖလောင်ဝိုင်တန်ချန်ပီယံဂျော်ရှွာဘန်နဲ့ချန်ပီယံဟောင်းပန်ရိုဂျာတို့နဲ့ရောက်မကြေပွဲဖြစ်လာခဲ့မဲ့ဆိုရင်လည်းလက်ရှိပန်ရိုဂျာရဲ့တိုက်ပွဲရဘန်ကိုနိုင်ရရှိဖို့လည်းတော်တော်လေးရာဂိုင်းလုံးနေသွားတော့မှဖြစ်ပါတယ်အဲ့ဒီမကြေပွဲမှာသာပန်ရိုဂျာထပ်မံရှုံးနေခဲ့မဲ့ဆိုရင်တော့ချန်ပီယံပြန်ဖြစ်ဖို့ကမျှော်လင့်ချက်မဲ့သွားတော့မှာပဲဖြစ်ပါတယ်